1940ခုနှစ်မှာဒီ950နိပတ်တော်တယ်ဒီချိန်မြန်မာစကားပြီးကျိုးစားလိုက်နောက်တစ်ခါ1956ခုနှစ်တော်ကြာတယ်နော်ခြားသွားတယ်အဲ့မှာတခါသူကတခါရေးတယ်မြန်မာစကားပြီးနဲ့ပဲကျွန်တော်တို့လူငယ်နောက်လူတွေဖတ်လို့လွယ်အောင်နောက်1900မှတ်မှတ်ရ1958ခုနှစ်မှာတခါသူကမြန်မာစကားပြီးနဲ့ပဲ950နိပတ်တော်ကြီးရေးပြီးတယ်ရေးတယ်စာအုပ်ထုတ်တယ်သူကဘယ်လိုလဲဆိုတော့ရဆရာမကြီးများလည်းသိကြပါလိမ့်မယ်ငါပညာဗလာပထမကျော်ဆရာကြီးဦးကြည့်ပြီသူ့ရဲ့ဘုံကျေးဇူးကြီးမားပါတယ်သူကကြတော့သူကဘယ်လောက်ရေးသွားလဲဆိုတော့တော်တော်ကြိုးစားတယ် try လုပ်သူဘယ်လောက်ဒီစကားပြေမြန်မာစကားပြေကိုပိုင်နိုင်လဲရေးသွားဆိုသူက9တွဲကျွန်တော်တို့ဖတ်9တွဲကိုရေးသွားဒါပေမဲ့သူခမရလည်းပဲဒီဇက်ကြီးတွေကကြီးမားပြီးတော့အယံခက်ခဲနေနေတဲ့ခက်ဖျားဟောကျမ်းဂန်ဖြစ်တဲ့အတွက်သူဘလို့ပဲမြန်မာစကားပြေကျွန်းကျင်နေတယ်ကျွန်တော်မှတ်မိတာသူ939ပုတ်ပဲသူရေးသွားနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီနေ့အမနာမင်္ဂလာရှိပါတယ်။ကျွန်တော်တို့သက်စွာဘုရားရဲ့နိတ္တယနိပတ်တော်အထကရာတွေကိုဆရာဦးကိုကြာညောင်ကဆရာတော်ဦးကဝင်းကအခုတခါသတ်ဆင့်ကြောမှာတော့မြန်မာပညာရှိဆရာကြီးအကြည့်ပေဒီနေရာနေသူတည်စွာကြောပါတယ်ခင်ဗျာဆရာကြီးကောင်းအောင်တူလာပါစေ။အဲ့တော့ဆရာမကြီးကုသိုလ်ရပါပြီ။ဆရာမကြီးကအဲ့ရှေ့ရဆရာများဆရာတော်များနီးတူနောက်သားတွေလောလောကူဖတ်နိုင်ဖို့အတွက်ကိုနိုင်တော့ပေါ့ heavy duty မဟုတ်ဆရာမကြီးကပါလေးပဲဒါပေမဲ့အမှုပညာတာဝန်ကြီးပါတယ်ဘာပြောဆရာမကြီးတက်96နှစ်ပြည့်မွေးနေ့မှာဒီလိုမင်္ဂလာရှိသောစာအုပ်ကိုထုတ်တဲ့အတွက်ဒါနပြုတဲ့အတွက်ဆရာမကြီးဒီရှေ့ရဆရာများစာပေပညာရှင်ဆရာတော်များညီတူဆရာမကြီးကအမှုပညာတာဝန်တစ်စိတ်တစ်သေးတာပေါ့နော်absolutely တော့မဟုတ်သေးဘူးဆရာအတောင်းပြောလို့ကျွန်တော်ကြိုးစားအောင်မယ်ကျွန်တော် we must try နော် more and more ကျွန်တော်လူပညာတက်ရှင်တွေကျွန်တော်ကြိုးစားရမယ်အဲ့တော့ဒီကောင်တွေဆက်လက်ကြိုးစားကြပါစို့လို့ပြောရင်းနဲ့ဒီချုပ်တယ်နော်ဒီကောင်ကမူတိတာစကားပြောကြမယ်ရောဆရာဆောင်းဝင်းနဲ့အားကျေးဇူးတင်ရှိပါတယ်ရှင်ခုတကမူတိတာစကားပြောကြပေးပါတယ်နေရန်ကုန်းမှာဆရာချစ်မုံငင်းကလေးစားစွာပန်ကြားအပ်ပါတယ်ရှင်